အောက်အာယုံပြုပြီးနမောတတသုံးညရုပ်ပါမယ်နော်နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြတ်စွာဘုရားအာယုံပြုပြီးတော့သုံးညကြောပေးပါနော်အမေလည်းလှည့်ကြောလိုက်ပါဖရာဘက်လေးထိုင်ပြီးတော့နော်အမေကဒူးတာနေလို့ဒါကြနေအမေရှိမှထိုင်နေတော့အမေကတော့ရထင်ပြီး public ကဝေဖန်နေမှာစိုးလို့နော်ကဲရကူညီပါတယ်ဗျာသမီးကနာမည်လေးထည့်ကြတော့မယ်နော်မိခင်တော်ချိုချိုလွင်နဲ့လွန်ခဲ့သော17လခန့်ကဘဝတစ်ပါးကိုကွယ်လွန်သွားသောဖခင်ကြီးဦးမြင့်နိုင်ပါဘဝဆက်ဆက်တက်များဆက်ဆက်ကတော်ဆက်ခဲ့ဘူးတော့မိခင်ဖခင်အကုန်လုံးကိုတနင်္လာနေ့ရှိုးဝေးလိုက်သည်ငါးပါးတီတာလုံညိုစွာဖြင့်ရိုသေစွာကာရဝပြုရှိခိုးကြတော့ပါတယ်။သမီးရဲ့ရွှေနဲ့စာစစ်စစ်ဖြစ်တဲ့ငွေ10သိန်းကိုလည်းပဲအမေတို့ရဲ့တီလာကိုတမာတိကိုပညာကိုမေတ္တာတွေကိုနားလည်တော့အဖြစ်တေတေချာချာနဲ့ပေါ့နော်။တေချာနဲ့ကြတော့ပါတယ်။ငွေလို့မမြင်မဲနဲ့သမီးရဲ့မေတ္တာတွေလို့မြင်ပေးပါမေ။ပြီးပါလေ။ကဲအားလုံးကြောရာသီကျိုးကြောင့်ကြပါစေချမ်းသာကြပါစေ။သာသမုတုံးပြီးတော့စီးပွားရေးတက်ကြပါစေ။အနေနဲ့ကင်းဘေးရှင်းကြပါစေ။အတိုက်ထိုက်တွေဘာကြောင့်သွားပါစေအဲ့တော့ကလုံးဝပြည့်စုံပါစေသမီးကြီးပြည့်တဲ့အတွက်သာသမုတူရောကိုချောပို့လာကိုစစ်စရာကောင်းတဲ့သမီးလေးဖြစ်မှာပါအမြဲတမ်းမြတ်တာပို့ပါတယ်သမီးတို့လည်းမဟုတ်အကုန်လုံးပို့တာပဲဘာဖြစ်လို့လဲဆိုတော့သမီးတယောက်တည်းရလို့မရဘူးကိုယ်တိုင်လည်းလိုချင်တဲ့အတွက်အကုန်လုံးကိုပြီးတယ်အကုန်လုံးရကြပါစေနောက်ကတော့အားလုံးပဲဘာလို့ခေါ်နိုင်ကြပါစေဒီမြင်ကွင်းလေးကတကယ်ကိုပြည့်ဖြစ်ပါတယ်ဒီကြီးလည်းမပြောလဲပြည့်ပြီးတော့ညာဝင်စားပါတယ်သမီးတို့လည်းကြောကြည့်လိုက်ကိုကကြောကျင်တဲ့စိတ်ဓာတ်ဖြစ်လိုက်ဖြစ်လာလိမ့်မယ်နော်နဲတာများလားမလို့ကြောနိုင်မှုကြီးကြီးတယ်ဒီကတော့တင်တတ်တယ်ဒီကတင်တတ်တဲ့သမီးလေးပါကျေးဇူးတင်ပါတယ်သမီးလည်းကျေးဇူးတင်ပါအဖေလည်းဘယ်ဘဝမှာရှိနေပါစေအဖေလည်းဒီကုသိုလ်တွေကိုမြင်ပါစေကြားပါစေရပါစေမြင်လည်းပြပါဆင်းတဲ့ဆင်းမင်းတဲ့ဘဝကိုရပါအားလုံးလည်းမိခင်ဖခင်ရှိနေစဉ်မှာဆရာမတို့လိုမျိုးမဖြစ်ပဲနဲ့ဒီကဆရာမလိုမျိုးမဖြစ်ပဲနဲ့ဆရာမအဖေဟိုတာဒီလိုမျိုးတိတက်ခဲ့ပိုကောင်းမှာပြီးတော့ပေးခဲ့ဘူးတဲ့စိန်လဲဆင်မှုတဲ့ရွှေလဲဆင်မှုတဲ့တိုက်လဲဝယ်ပေးဘူးတဲ့အဖေကိုကထိန်လဲခင်ပေးဘူးတဲ့တဲကိုထောင်တဲ့ရှီအဖေကိုတီးတက်ဘူးတဲ့ဒါပေမဲ့ဒီလိုမျိုးဂါရဝမပြုတ်ခဲ့ရပေးတာနဲ့ဂါရဝပြုတ်တာနဲ့မတူပေးတာလူတိုင်းပေးတတ်တယ်ရော့ပေးလိုက်တဲ့ယူသုံးပေါ့ပါလို့လေလေးတက်မှုမပါဒါကြတော့လေးနဲ့တယ်ဒီပါတွေကလည်းခံစားလို့ရငါသမီးတကယ်ကိုလိမ္မာနေအဆိုတော့မြင်စေချင်တာအဲ့တော့အမေသမီးလိမ္မာသွားတာကိုအမေမြင်လိုက်ရပြီပေါ့အဖေကတော့တေချာမမြင်လိုက်အောင်ပြပြလိုက်မယ်တောင်းပန်ပါတယ်လို့သမီးကဟန်ဆောင်ထားခဲ့တာပေါ့နော်သမီးချစ်တဲ့အကြောင်းတွေကိုသမီးထောက်မပြခဲ့တာပါသမီးကလိုက်ပဲဖြည့်ဆည်းပေးခဲ့တာမပြောပြခဲ့မိဘူးအလုံးဇက်ကလည်းထုတ်ပြောတဲ့အချိန်မှာစိတ်ထဲကနေလည်းပြောပါလှုပ်ရှားရှိရလဲလှုပ်ပေးပါတချို့ကလှုပ်ပေးပြောစရာမလိုလို့ထင်တာအဲ့ဒါအရင်မှားပါတယ်နော်လှုပ်တဲ့လောက်လည်းလှုပ်ပါပြောတဲ့တာလည်းပြောပါမိဘဆိုတာလှုပ်ပေးတိုင်းလည်းမပြောဘူးဆိုတာကိုသိစေချင်တာလာပဲပြေးဆိုတော့ထားမိဘမပြောဘူးဖုန်းတကောလေးဆက်စီချင်တာအနာလေးကိုလာပြီးပတ်ရွှဲနဲ့ရွှဲလှုပ်စီချင်တာဒါကြောင့်မို့လို့အမြဲမသွားနိုင်တော့မှဒီလိုတရေချွတ်ဆိုတဲ့အခါတရားမှာအခါတပြည့်မှာမိဘတွေကိုရှစ်ကြောင်ပြောပါအနာမသွားနိုင်ပြီးတော့ကောတဲ့ရှစ်ကြောင်ဖောက်ပြောပါဝိဖပါနမ်းပါသိပေးပါပတ်စံနေသိန်းထောင်ချီပုံပေးတာချက်သူတို့လိုချင်တဲ့အရာအဲ့ဒီအရာဖြစ်ပါဒါကြောင့်မို့လို့မိဘကိုရှေ့ရမှာမရှက်ကြပါနဲ့လို့အချင်းနဲ့ရပါစေအဖေအမေအချစ်ပြချင်တယ်လေဒါပေမဲ့အဖေချစ်ပြလိုက်ရအမေပဲပို့ပြီးတမီးရရှစ်ပေးပါမယ်အမေလည်းချစ်ပါတယ်ချစ်တဲ့အတွက်ကြောင့်လည်းတော့ပြေးကြနာတယ်အလုံးရှိသေးတယ်မိဘတွေကိုတမိုးထားပေးပါလို့ဆရာမကလည်းတိုက်တွန်းနေမှာဒီဗီဒီယိုရိုက်တရားကြီးပဲကြက်လက်တလောက်ပါပဲအားလုံးတော့ခွန်ရသားသမီးတွေမိဘကိုရမ်းချစ်လို့ဆဆရဆင်ပြေပါစေဆုတောင်းကြမလို့အောင်ပြေဆုံးပါလိမ့်မယ်မိဘကို10သိန်းကတော့တိတ်ရမှာကခဏလေးပြန်ဝင်နေကိုတွေပါမစဝင်ရင်လို့ကတော့ဟုတ်ပါဘူးဖះတွေနဲ့တည်းအလိုလိုတိပါတယ်ဖះတွေနဲ့တည်းဆောက်ရှောက်ပါတယ်ဒါကြောင့်ဘေးကနေဘလောက်ပဲကြုံမိဘကိုတိတက်ချင်အကောင်းဆုံးတော့ရရရပါဟိုဆရာဒီဆရာတွေစွအားကိုရတဲ့ဆိုင်မိဘကိုအကောင်းဆုံးတာကန်နေနေနိုင်ရှစ်တောင်းနဲ့နှစ်ဘူးနဲ့တိုက်ပြီးတာကြောလိုက်ကြပါလို့ဆရာမဘွားနဲ့ရှင်ပြီးတော့သမီးတို့အားလုံးကိုစုံမလိုက်ပါတယ်လိမ္မာဝိသားတပည့်တွေတစ်ထက်တစ်ဆိုလိမ္မာဝိသားသမီးတွေပူလိမ္မာပါစေ
ကိုလိမ္မာနိုင်ပါစေမလိမ္မာတဲ့ကလေးဒီနေ့ဆက်ပြီးလိမ္မာပါတော့လိမ္မာပါတော့လိမ္မာသိပြီ ဒီတော့ကတိတက်တယ်တကယ်ကောင်းပါလေ အမဒီဘွားမှာဒီလိုပြောပြခွင့်ရတော့အားလုံးနှောင်းပေးတဲ့ကျေးဇူးအများကြီးတင်တယ် အရင်နော် အားလုံးကျေးဇူးတင် ဦး တယ် ကြမှုရလာလိမ့်မယ်တမီးဟိုမိဘမို့လို့ကတော့ခံလို့ပြောတာဘယ်လိုသိလားတီးရမကတော့လည်းဘာမှမဖြစ်ဒါပေမဲ့လို့အဲ့လိုလေးကတော့လည်းခါကြသူ့ရဲ့ရင်ထဲဟာတီးရမြင်ရတဲ့ခါကျတော့တရားအသေးမှဆိုတော့တရားတင်တတ်တယ် အမေမတင်နဲ့အမေကိုတွေ့လို့ ဘာဖြစ်လို့ဆိုတော့ဒီလိုမျိုးဆိုတာ ဝိပဿနာထုတ်ပြီးတည်ပေးပါလို့နော်ဝိပဿနာအမထုတ်ပဲတည်တာသမီဖြစ်ရကြုံမနှက်ဘူးမိဘကိုဝိပဿနာအားထုတ်အမေကိုဒီချိန်မှာအဲ့ဒါပဲလုပ်စေချင်တယ် ဝန်တာတာပေါ့ဒီလိုမျိုးဟုတ်တယ်မလား ဒါနတီလာကဘာမှလုပ်လို့မရဘူးတကယ်တမ်းပြောအရင်ဟိုဘယ်လိုပြောမှစိတ်မချရအောင်ငရဲပြီးပြန်သွားလို့ရတယ်ပြန်သွားနိုင်တယ်ပယ်ပုံမပိတ်သေးဘူး